တိတ်မှာဘာဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင်အရှုံးများတာလေကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလဲရံများတာပဲလေတရားရောက်ကိုမုန်းလိုက်လို့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့အမုန်းဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လားတရားရောက်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင်မကြင်မနှက်ချက်တွေများနေရတယ်ဆိုရင်ကိုယ့်ဘက်ကပဲအပြီးဖြတ်လိုက်ပေါ့တန်တရာအဆက်ဆိုတာကိုဖြတ်မှပြတ်ပါလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကြင်နှက်လို့ကိုယ့်ဘက်ကပြန်တုံ့ပြန်ရင်လည်းတန်တရာကရှင်းနေကြအောင်မှဆိုတော့များမကြင်နှက်လေမြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင်အဆုံးသတ်လည်းမြန်မှာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘယ်သူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုဘေးဖယ်ဘဝတန္တရာခရီးမှာအကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖြတ်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲအပြစ်ထားလို့အဆက်မှန်တဲ့မြတ်ဖြတ်လိုက်ကြဖို့ပဲပေါ့တန္တရာအဆက်ဖြတ်ဖို့ပါပဲဘုရားဘာသာတွေမှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလိုဒိဋ္ဌအနာဂတ်ပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးလည်းပဲဘုရားဘာသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရအောင်ကာလကိုပယ်ရင် तू ကဒိဋ္ဌိအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရအောင်အကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိဋ္ဌိဆိုပြီးတော့ဘာမှမရှိဘူးဆိုတဲ့အယူဝါဒတွေဖြစ်တဲ့အတွက်ကြောင့်တမ္မာဒိဋ္ဌိမဖြစ်တော့ဇတတ္တဝါတွေမှာအတိတ်ကြောင့်တရားတွေကြောင့်လူတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဆွေးပြီးတော့ပူဆွေးနေရတဲ့သူတွေရှိတယ်အနာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်အတိတ်အနာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကအကြဆုံးကပစ္စုပန်ကာလ present life ပဲဒီဘဝနဲ့ပြောမယ်ဆိုရင်နောက်အနာဂတ်ဘဝဒီဘာဖြစ်မယ်ဆိုတာမသိဘူးအတိတ်ဘဝဒီဘာဖြစ်ခဲ့ဆိုတာမသိဘူးပစ္စုပန်ဘဝဒီဒါလည်းရင်တိကျဆုံးနဲ့မှန်ကန်ဆုံးဖြစ်သစ်ဆုံးဘဝပဲဆိုတော့အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရတယ်အနာဂတ်ကိုမျှော်မှန်းပြီးတော့လည်းဝေဝါးနေလို့ပူဆွေးနေလို့တောကဖြစ်နေဖို့မဟုတ်ဘူးပစ္စုပန်တဲ့ကိုရှုပြီးတော့ပစ္စုပန်ဒီဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်ပဲဆိုတော့အတိတ်တွေကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေကိုတားရီလျှောက်တွေးပြီးတော့ပူဆွေးတောကဖြစ်နေမဲ့အစားပစ္စုပန်တဲ့မှာအနာဂတ်ကိုဘယ်လိုပုံဖော်မလဲဒါကအရေးကြီးတယ်ဒီလိုပဲဒီပစ္စုပန်ဘဝမှာလည်းပဲ तू ကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ပစ္စုပန်ဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ်အနည်းဆုံးအတိတ်ဆိုတာကမနေ့ရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တဲ့အချိန်နဲ့ချိန်ရနေအနည်းဆုံးအတိတ်အနည်းဆုံးအတိတ်ဟိုဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင်ပစ္စုပန်အနည်းဆုံးဘဝမှာပဲကြည့်လိုက်အောင်ပစ္စုပန်ဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်လူတွေတော်တော်များများကအတိတ်ကိုတွေးပြီးတော့ပူဆွေးနေတယ်ဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာပဲလူတော်တော်များများကကောင်းတဲ့အတွေးဆိုရင်သိမတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့တယ်မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနေပြီးတော့ပူဆွေးတော့ကဖြစ်နေကြပြီအနာဂတ်မှာအဲ့ဒီအတွေးတွေပါတခါတည်းယူသွားတော့ဒီအတိတ်ရဲ့တရားမှုကအနာဂတ်ဒီဘဝဒီပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူးလူတယောက်ကိုမုန်းတယ်တစုံတယောက်ကိုမုန်းတယ်တစုံတစ်ခုကိုမုန်းတယ်အဲ့မုန်းတယ်ဆိုတာကြီးကထက်ခါတက်ကမုန်းရင်နဲ့အတိတ်အမုန်းတရားတွေကတန်တရားအထိပါသွားတော့တချို့ဆိုရင်အဲ့အမုန်းတရားနဲ့စုတွေတောင်းရင်နဲ့အမုန်းကြောင့်တန်တရားတွေရှိတာသူမုန်းလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရားလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ဘူးကြက်မုန်းနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်တန်တရားလည်းမစုံကြက်မုန်းလာရင်ကိုကဖြတ်ပလိုက်တော့တန်တရားကိုဖြတ်ပလိုက်မှသူနဲ့မစုံတော့ကြက်မုန်းလို့ကြက်ဟိုစုတွေတောင်ကြက်ဒုက္ခတွေဖြစ်အောင်
ကိုကဆန္ဒရရှိရင်အဲ့ဒီအမုန်းကပို့ပြီးတော့တန်တရားရှိပြီးနောက်အနာဂတ်ထိပါသွားတော့လားတိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်တန်ရောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ရောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ရောစင်လည်းရှိတယ်လူတွေမှာတန်ရောစင်လို့ပြောရင်ချစ်တာကိုပဲတန်ရောစင်လို့ထင်တာအမှန်ကမုန်းနေတာလည်းတန်ရောစင်ပဋိကတန်ရောစင်ဆိုတော့ချစ်တဲ့လူကိုထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကသတိရနေအဲ့အမုန်းတန်ရောစင်ဆိုတော့တရားရောကိုတာကြီးမုန်းနေစင်တာဘုန်းကြီးတို့ကတန်ရောစင်ရှိလို့မုန်းနေတယ်လို့ပြောတန်ရောစင်ရှိလို့မုန်းနေတာအဲ့တော့အမုန်းတန်ရောစင်လည်းဖြတ်ပလိုက်မှာကြက်မုန်းနေရင်ကြက်မစုံခြင်းလေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်မြန်ဖြတ်နိုင်မှမြန်ပြတ်သွားတာတခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာဃာတတွေထားပြီးစုတွေတောင်းကြတယ်စုတွေတောင်းရင်အဲ့ဒီတန်တရားကသူကလည်းတောင်းကိုကလည်းတောင်းတော့တန်တရားရှေ့ဘုရားစာပြီးတဲ့ဆိုဘုရားဘာသာတော်တော်များများကဘာလေးပဲလုပ်လို့စုတောင်းတာတော့ဝါသနာပါကြတယ်စုတောင်းတာတော့ဝါသနာပါရသမီးစားဘုရားလည်းစုတောင်းလာတာအိုးတခါကုသိုလ်လုပ်တာနည်းနည်းတောင်းလိုက်တဲ့စုရဲ့ဤကုသိုလ်ကောင်းမြတ်ပါဖျားပါလို့ညာဖျားပါလို့တန်တရားတစ်လျှောက်အိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ကောင်းမှုရဲ့သဘောကလည်းပဲအကျိုးပေးတန်ရင်တော့ပေးမှာပဲဒါပေမဲ့ပေးရမယ်လမ်းကနေသွေးဖယ်ပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲတောင်းတဲ့အတိုင်းဖြစ်တာအကျိုးသမီးစားဘဝဆိုရင်လူဓာလေးနည်းနည်းနဲ့ဤကုသိုလ်ကောင်းမှုကြောင့်ဖြစ်လျက်ဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူဒါမျိုးဆိုတာနော်ရုပ်စွာအဆုံးဟိုငှက်ပြတာတော့တကိုင်းနဲ့နားပြရစီတော့ဒီလိုစွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှုကသူ့ဟာနဲ့သူအကျိုးပေးရမယ်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရောတကိုင်းနဲ့သွားတော့နားရတာပဲရက်ွက်တဲ့လေးခွနဲ့ပြစ်တဲ့ကောင်နဲ့သွားတိုးတော့အဲ့တကိုင်းနဲ့လည်းပြုတ်ကြဆိုတော့စွတ်တောင်းနေမှားလို့တန်တရားတွေကခြီးပြီးတော့တန်တရားတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလေးဖြစ်ပြရစီညာလေးဖြစ်ပြရစီတောင်းကြတယ်ဘုန်းကြီးကတော့စွတ်တောင်းတဲ့အထဲမှာအဲ့ဒီဖြစ်ပြရစီလို့စွတ်တောင်းတာတဲ့မဖြစ်ပြရစီနဲ့စွတ်တောင်းနေတော့ပိုကြိုက်တယ်လူတိုင်းကဖြစ်ပါစေလို့စွတ်တောင်းနေတဲ့ဈာထဲမှာမဖြစ်ပါစေနဲ့လို့စွတ်တောင်းတဲ့သူတော်ကောင်းကြီးတစ်ပါးဘုန်းကြီးတို့ဇတ်တော်ထဲမှာဖတ်ဖို့တယ်အဲ့ဒါကဏ္ဍဆတ်ဆိုကဏ္ဍစာတကလေကဏ္ဍဆတ်ဆိုဘုရားလောင်းကဏ္ဍယတိဘဝဘုရားလောင်းကဏ္ဍယတိဘဝကကဏ္ဍဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလို့ဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ကြောင့်အသားမဲတဲ့အတွက်ကြောင့်ကဏ္ဍယတိလို့လူတွေကခေါ်တာဘုရားလောင်းယတိကအသားမဲတယ်ဆိုတော့ဘုန်းကြီးအဲ့ဒါလေးတစ်ခါစဉ်းစားကြည့်လူတွေကအသားမဲတယ်လို့ပြောတာတကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအရေပြားမဲတာပါလားအသားဖြူတာမဟုတ်အရေပြားဖြူတာအသားပေါ်မှာအရေပြားဖုံးထားအရေပြားကိုခွာခြင်းအသားမဲတယ်အသားဖြူတယ်ဆိုတာမရှိတော့ဆိုတော့လောကဟောတာအသားမဲတယ်လို့ပြောပြီးမှအမှန်ကတော့အရေပြားမဲတာအရေပြားမဲတော့အဲ့ကဏ္ဍယတိကလည်းအရေပြားမဲတာဒါပေမဲ့ဘုရားလောင်းကဏ္ဍယတိအသားမဲတဲ့ယတိဆိုတော့အဲ့လိုကဏ္ဍယတိခေါ်ရင်နဲ့ဒီနေ့တော့ကုသိုလ်ကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်းနဲ့တရားမင်းရဲ့ကြောက်ဖြာပူလာတာကဏ္ဍယတိရဲ့ဆွမ်းအားနဲ့တရားမင်းကြောက်ဖြာပူလာတော့တရားမင်းကလည်းလူပြေမှာကြောက်ဖြာပူရင်ကြောက်ဖြာပူလိုက်သူကလူပြေလှမ်းကြည့်ဘယ်သူများငါနေရလူမလဲလူတွေမပြောတဲ့တရားလည်းနေရာပြောက်မှာကြောက်တယ်နော်အာဝါဒမစ္စရိယသိကြောက်เสียကောင်းလူတွေတောင်ကိုယ်နေရာပြောက်မှာမပြောနဲ့ဟိုဆိုရင်လည်းမပြောနဲ့တရားမင်းတော်မှာနတ်ပြည်ရနေတော့သူ့နေရာလေးပြောက်မှာဆိုလို့တောက်ကြောက်ဖြာပူလိုက်ရင်အောက်ကိုလှမ်းကြည့်ရဘယ်သူဘာလုပ်နေလဲအဲ့တော့ကဏ္ဍယတိကုသိုလ်ကောင်းမယ်လို့တဲ့အချိန်တရားမင်းကလူပြည်ရနတ်ပြည်လှမ်းကြည့်တော့နတ်ပြည်ကြောက်ဖြာပူတော့လူပြည်လှမ်းကြည့်ဟာဘယ်သူတွေလဲဆိုကဏ္ဍယတိဖြစ်ကဏ္ဍယတိဖြစ်တော့ဒီယတိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းမယ်လုပ်နိုင်မှမသိသွားဆောင်စားအောင်မယ်လူပြည်စင်းလာပြီကဏ္ဍယတိခေါ်တော့သူကဗမာလို့ဆိုယတိမဲကြီးပေါ့ဒီနေ့ခေတ်စကားနဲ့ဟဲကလာယတိနေမှာပေါ့ဆိုယတိမဲကြီးလို့ခေါ်တော့ဘုရားလောက်ပြန်ပြီးတော့ပြောတယ်ကဏ္ဍယတိကတရားမင်းကိုနကံတော်တသတာဟောတိအန္တောတာရောဟိပြမနောယတမေပါပါဏိကမ္မာနိတဝေကံတော်သူစံပတိဒီစကားလေးသူစံပတိအမိရတဲ့တရားမင်းနဲ့တသတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နကံတော်အမဲလို့ပြောလို့မရဘူးတဲ့ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့အန္တောတာရောဟိပြမနောအတွင်းကဖြူနေပြမနာပါပဲန
လုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့ယတမေပါပါဏိကမ္မာနိယတမေအကျင့်ပုဂ္ဂိုလ်၌ပါပါဏိကမ္မာနိမကောင်းတဲ့အကုသိုလ်ကံတွေရှိနေတယ်တတမေထိုမကောင်းမှုရှိနေတဲ့ပုဂ္ဂိုလ်ကိုသာလေသဝေစင်စစ်ကံတော်အမဲလို့ပြောတာပါအကုသိုလ်တွေနဲ့ပြည့်နဲ့နေတဲ့ပုဂ္ဂိုလ်ကိုသာလေတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုဘုရားအလောင်းကကန္နာရဲ့ပြန်ပြောတော့တရားမြင်ကောင်းပါပြီမခေါ်တဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရတဲ့ကန္နာရဲ့တဲ့ကုသိုလ်ကောင်းမှုတွေဒီလောက်အများကြီးလုပ်နေတာဘာစုတွေမြန်တောင်းလို့လဲဘာတွေမြန်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာနဲ့လူမလားသူ့နေရာတောင်းတဲ့ဆွမြန်ပါမလားလို့ဘုရားလောင်းကန္နာရဲ့တဲ့မေးတာတရားမြင်ပြီးတော့မှဘုရားလောင်းကပြန်ပြောတယ်ဂျာမင်းရဲ့သင်ပေးလို့တာဖြေရမယ်တဲ့ငါတောင်းတဲ့စုတွေရတော့စု၄မျိုးတော့တောင်းတယ်တဲ့ဘာစုတွေ၄မျိုးတောင်းလဲဆိုရင်သူနေကောတံသူနေဒေါတံနေလောပံဟုတ်တိမတ္တနောတိနေယမဘိကင်္ခာမိအေမစ္စတူရောဝရေဂျာမင်းရဲ့တဲ့ငါတောင်းတဲ့စု၄မျိုးဟာတဲ့သူနေကောတံဖြစ်လျက်ဘဝတိုင်းကောဒဆိုတဲ့အမျက်မထွက်ပြရစေနဲ့ကိုရီးယားဘာလေးဖြစ်ပြရစီလို့စွတောင်းနေတဲ့ဂျားထဲမှာဘုရားလောင်းကန္နာရဲ့ပြတောင်းတာကမဖြစ်ပြရစီနဲ့ဟောတူတော့အတူပဲဒါပေမဲ့ဖြစ်အောင်စွတောင်းသူနေကောတန်းဖြစ်လျက်ဘဝတိုင်းကောဒဆိုတဲ့အမျက်မထွက်ပြရစီနဲ့တော့အမျက်မထွက်ချင်တော့ဘူးတဲ့အမျက်ဆိုတာကပါဠိလိုကောဒမြန်မာလိုဆိုတာအမျက်မယပင်ကတာမျက်အမျက်ဆိုတာဘာလဲဆိုတော့စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ဖြစ်ပြီးလက်မထိပ်ပြီးစူးတဲ့အခါမှာအဲခြေထိပ်လက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ကြည့်ရင်မြက်တက်တက်လေးဖြစ်နေတဲ့သဘောအဲတော့အမျက်လို့ပြောတယ်ဘာလဲလက်တွေ့ဘဝထဲမှာတရားနဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားနေရင်ထဲမှာမချေမနှက်ဖြစ်နေတဲ့သဘောငါဒီလောက်လုပ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာလို့တနည်းအားဖြင့်ဒီနေ့ခေတ်စကားနဲ့ပြောအစာမချေတာစာမကြည်တာတွေကိုခေါ်တာလို့ဆိုတော့အဲ့စာမကြည်တာလေးများလာရင်သူကမချင်တဲ့ချက်လေးတွေစူးထားရင်တော့အညှိုးတေးတွေနောက်ဆုံးမခံစားရင်တော့ပေါက်ကွဲသွားတော့ဒေါသအဆင်းရောက်သွားတယ်ဆိုတော့ကောဒဆိုတာဒေါသအသေးစားလေးပဲငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမျက်လေးတွေမဖြစ်ချင်တော့ဘူးအဲ့ဆူတောင်းငါဆူတောင်းတယ်တရားမင်းကောင်းပါပြီဒါလည်းကောင်းပါတယ်သူ့နေရာမထီတော့ဝမ်းသာဝတရားမင်းကောင်းပြီနောက်တစ်ဆူပါဆူတောင်းသေးတယ်တဲ့သူနေဒေါသံနဲ့ဖြစ်လျက်ဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တော့ဖြစ်ပြရစီလို့ဆုမတောင်းကန္နာယတိကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစီတော့နဲ့ဒီလိုစုလေးပဲတောင်းပါတယ်ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတွေကလေဘုန်းကြီးတို့ပုထုဇဉ်သူတော်ကောင်းတွေပုထုဇဉ်တွေရဲ့သဘာဝဒေါသကြီးတော့ဒေါသအလျောက်အညို့တိအာကာရတောင်းလိုက်တဲ့စုတွေကလည်းငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညို့တိတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့စုတွေတအားတောင်းတဲ့အခါကျအဲ့ဒေါသအလျောက်ပို့ပြီးတော့တန်မြာရှိတာဘုရားလောင်းကန္နာရဲ့အဲ့လိုမတောင်းတော့သူနေဒေါသဖြစ်လျက်ဘဝတိုင်းဒေါသမဖြစ်ပြရစေနဲ့တော့ဒေါသရဲ့အတိမ်နဲ့ကိုသူကောင်းကောင်းသိသွားဒေါသကပူတာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြီးရင်ပတ်ဝန်းကျင်ကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲအခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာတရားကိုစိတ်ဆိုးတာပဲသာသမီကိုစိတ်ဆိုးတာတပည့်ကိုစိတ်ဆိုးတာတငယ်ချင်းကိုစိတ်ဆိုးတာအထက်ကလူကြီးကိုစိတ်ဆိုးတာအောက်ကလူငယ်ကိုစိတ်ဆိုးတာဆိုးတာကတော့ဒေါသသူ့ကိုစိတ်ဆိုးလိုက်တာမပူတာကကိုယ်ကပူတာအော်စရာဆိုးတာကသူများကိုဆိုးတာဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာသူများကိုဖြစ်တယ်ရလိုက်တာခံစားတာကိုယ်ကခံစားရတာဒေါသတွေထွက်တာသူများကိုထွက်တာကိုယ်ကခံစားရတယ်ပြီးရင်ကိုယ်ကြည့်သူများမှာခံဒေါသနှစ်ခွက်လုံးပူတာပဲမေတ္တာကြတော့စန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာသူတို့ဘေးရန်ကင်းပါစေကိုယ်စနေကြီးကင်းပါစေစနေကြီးကင်းပါစေပေတို့မေတို့စသဖြင့်ကိုယ်နဲ့ပတ်သက်တဲ့ဆက်နွယ်ရတယ်အကုန်လုံးကိုပို့လိုက်တာတော့မေတ္တာတွေသူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတားထားကိုကတော့အရင်ငင်းအေးသွားတာ မေတ္တာကသူများကိုပို့တာရတော့ကိုရတယ်
သူလည်းရတယ်ဒေါသကသူများကိုထွက်ထားခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်ဆိုဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆုတောင်းတယ်ငါတခြားဆုတော့မတောင်းဘူးတဲ့သူနေဒေါသဖြစ်လျက်ဘဝတိုင်းဒေါသမထွက်ခြင်းတော့သူကတက်ကြမုန်းနေလေသူ့ရဲ့တန်ត្រာကိုသူ့အတူဖြတ်ပလိုက်တော့လားသူများကိုတန်ညာအရှိမခံတော့ကိုကတရားရောက်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမဆုံးညင်းတော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ညာမရှိတော့ဟာကောင်းတာပဲတဲ့ဒီဆုတောင်းလေးနဲ့ကြားမင်းအဲ့တော့တပါဆုလေးတောင်းတယ်နေနောဘံဥဒ္ဓိမတ္တနောတဲ့ငါကတဲ့တတ္တယဆုတောင်းတာလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိသမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပါရစေနဲ့ဒီလိုလေးဆုတောင်းတယ်ဩတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တောင်းတာတစ်ခါကျရင်လုပ်တဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့ဆုတွေအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာလောဘဥစည်းတောင်းကြလူချင်းသားအများဆုကမတောင်းလဲပြည့်မှာပဲကိုလုပ်တဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့ဆုတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့ဆုလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမဟုတ်တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့အဲ့ဒီပြည့်တဲ့အကျိုးပေးတွေဟာလေတန်ត្រာကိုရှေ့စေတာကိုသူကဒါနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရားရှေ့သွားတာဒီကုသိုလ်ကြောင့်မလို့ဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါလို့ဆုတောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်အိုမယ်နားမယ်သိမယ်အခက်မသိအောက်တောင်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်ត្រာပို့ရှေ့တော့လောဘအလိုလိုက်ပြီးတော့လောဘအနဲ့စောက်မတောင်းတော့ဘဲနဲ့လောကကထွက်မြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့ဆုမျိုးကတော့ဝိတ္တနေတိတဝိတ္တနေတိတဆိုလုဝိသညယနေကင်းလို့အောင်တောင်းလိုက်တဲ့ဆုမျိုးဒါကြောင့်လောဘမဥစည်းတော့ခုနကကုသလိစန္ဒကောင်းတဲ့စိတ်ကလေးဥစည်းပြီးတော့တောင်းတဲ့ဖြစ်တဲ့အတွက်သန္တရာမရှိတော့လောဘကြောင့်လူဟာအယူတစ်ပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲလောဘရဲ့သဘောကိုဖျားလောင်းကဏ္ဍရဲ့တွေကသဘောပေါက်သွားတဲ့အခါကျသူကဆုတောင်းတယ်ဖြစ်လျက်ဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဒီဆုတောင်းလေးတောင်းကြားမရလေကျင်းတယ်မစိုးပါဘူးဒါလည်းပဲကောင်းတာပဲတန်ត្រာလောဘတွေကြောင့်ဒုက္ခရောက်တာလေညင်တာပေါ့သူ့နေရာသူမထီတော့ဘူးဆိုသူကဝမ်းသာတယ်ကြားမရကောင်းပြီနောက်တစ်ပါဆုတောင်းတယ်ငါနောက်တောင်းတဲ့ဆုတောင်းလေးတစ်ခုကတော့တဲ့တိနေယမပိကင်ခာမိတဲ့ဖြစ်လျက်ဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့တော့မချစ်ချင်တော့ဘူးတဲ့ချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆုတောင်းတယ်ချစ်ချင်းမချစ်ချင်တော့ဘူးချစ်ရတဲ့သဘောကိုကဏ္ဍယတိဘုရားလောင်းယတိကမလိုချင်တော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့ဆိုတော့ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလားဘုရားဟိုတနေ့အောင်စာလေးရေးဘူးသူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာအဲ့လိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပင်ပန်းတယ်သူချစ်ကိုရှာဘုရားတခါပြောပြကလေးမလည်းအေးနေတော့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာပြန်သူကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူးသူချစ်ကြည့်ပဲရှာတော့လေကိုကမချစ်ပြန်ရင်မချစ်တဲ့သူနဲ့အတူနေရရင်လေသူကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရလဲဒုက္ခပဲဘုရားကချစ်ရတဲ့သူနဲ့ကိုယ်ရတာလဲဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲဒါအချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခဆိုဘယ်အချစ်များမကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းအချစ်ခံရတာလည်းပင်ပန်းတယ်ချစ်ရတာလည်းပဲပင်ပန်းတယ်ဆိုတော့ဘုရားလောင်းကဏ္ဍရဲ့ပြန်မချစ်ချင်တော့ဘူးမချစ်ချင်တော့ဆိုမမုန်းလည်းမမုန်းညင်အချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့တယ်ဆိုတော့ဘုရားလောင်းကဏ္ဍရဲ့တဲ့ပြောလိုက်တဲ့အခါကျတော့ကြားမြင်ချင်းနဲ့ဝမ်းသာလိုက်တာတာဓုခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုပြင်တက်သွားပြောချင်တာကလူစဉ်တဘာဝဖြစ်ပြရစေလို့တောင်းတဲ့ဆုတွေကြားထဲမှာဘုရားလောင်းတော်တော်ကောင်းကြီးတွေကမဖြစ်ပြရစေနဲ့ဆိုတောင်းတာဆိုတန်ត្រာကိုသူ့ဟာသူအဆက်ဖြတ်တာပဲတန်ត្រာကိုအဆက်ဖြတ်ဒါကြောင့်မို့တို့ရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့မကြည်မနှက်တွေဖြစ်တယ်တရားနဲ့ပတ်သက်သိပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့
ဖြစ်ပေါ်လာမယ်တန်တရာကိုကရှေ့ချင်းမှလားတိုးချင်းတာလားစဉ်းစားတန်တရာမရှေ့ချင်းတော့ဘူးဆိုရင်ကိုကဖြတ်လိုက်ကိုကအရင်စဖြတ်လိုက်တိတ်မုန်းနေတယ်တိတ်မစုံချင်းတော့ဘူးဘယ်တော့မှလည်းမတွေ့ချင်းတော့ဘူးဆိုရင်များမုန်းလေများဖြတ်နိုင်အောင်ကြိုးစားလိမ့်မယ်ကိုဘကမုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်တန်တရာရှေ့ပြီးတော့နောက်တစ်ခါပြန်စုံအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ပဲဘဝမှာလူတရားကိုတိတ်ပြီးမုန်းလို့အခဲမကြေဖြစ်လို့တိတ်ပြီးခံစားရဆိုရင်မကြေမနက်ဖြစ်နေတယ်ဆိုရင်သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ပဲနဲ့သူနဲ့မဆုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်တော့ကိုဖြတ်ရင်ကိုပြတ်သွားတာတန်တာအဆက်ဆိုတာကကိုဖြတ်မှပြတ်တာတကယ်တမ်းကျတော့တတ္တဝါတွေတန်တရာတွေကိုလေအောင်လုပ်ထားလဲသူများကလုပ်ထားမှာကိုကလုပ်တာတန်တရာရှည်အောင်လုပ်ထားလဲသူများကလုပ်ထားမှာကိုကရှည်အောင်လုပ်တာတန်တရာရှည်အောင်လုပ်ပြီးတော့တန်တရာတိုးအောင်လုပ်နိုင်တာလဲကိုပဲဖြစ်တဲ့အတွက်ကိုတန်တရာကိုကဖြတ်မှာမြတ်စွာဘုရားကတော့နာယိဝေဒနာဝေဒာနိတမ္မန္တိတာကုဒါစနံအဝေဒနာသဝေဒာနိဧတဓမ္မောတဏ္ဍတရောလောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ပြဿနာငြိမ်းအင်းသွားမှာမဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငြိမ်းတော့ဘူးတဲ့အဝေဒနာသဝေဒာနိဧတဓမ္မောတဏ္ဍတရောယံကိုယံချင်းမတုံ့မှသာလဲအမုန်းတရားကိုအမုန်းတရားနဲ့မတုံ့ပြန်မှသာလဲယံဆိုတာငြိမ်းသွားတာမကျေနပ်လို့မကျေနပ်ချက်နဲ့ပြန်တုံ့ပြန်တန်တရာပဲရှင်မုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်တန်တရာပဲရှင်မှာဖြစ်တဲ့အတွက်တန်တရာတွေမရှိခြင်းတော့ဘူးမစုံခြင်းတော့ဘူးဆိုရင်ကိုကပဲဖြတ်ပါလားတခါတည်းကဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမစုံခြင်းလောက်အောင်ဖြစ်သွားတာတွေအများကြီးရှိတယ်ဘယ်တော့မှမစုံခြင်းတော့တန်တရာလည်းမစုံခြင်းတော့အခုလည်းမစုံခြင်းတော့လူတွေကသမီးစားဘဝဆိုချစ်စခင်စားမို့လို့အိုဖြစ်လျာဘဝတိုင်းအတူဆောင်ရဘဝလို့ဆူတောင်းကြတယ်အိမ်အောင်နဲ့ကြပြီးကလေးတစ်ယောက်နှစ်ယောက်ဆိုလူသူ့ကြောင့်နဲ့သူကိုယ့်ကြောင့်နဲ့ကိုယ်သိတယ်နောက်ဘဝဒီတကာကြီးနဲ့စုံခြင်းသေးလားဆိုမစုံခြင်းတော့လို့များတယ်နောက်တက္ကမကြီးကလည်းနောက်တကာကြီးနဲ့စုံခြင်းသေးလားဆိုမစုံခြင်းတော့ဘူးများတယ်ဟိုသမီးသားဘဝဟိုစိတ်ဒီစိတ်နဲ့သာလေဘဝတိုင်းစုံခြင်းနေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်တော့ဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မစုံခြင်းတော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖြောက်ခြင်းတယ်ဆိုရင်တန်တရာကိုဖြတ်ခြင်းတယ်ဆိုရင်ကိုကပဲဖြတ်ရပါကိုကပဲလျှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှိတယ်သိပြီးတော့ကြက်ကြက်မုန်းလေသူနဲ့ကိုတန်တရားအဆက်ကိုပြတ်နိုင်အောင်ဖြတ်ရလေပဲအဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုံ့ပြန်လဲကိုကတုံ့ပြန်စရာမလိုဘူးကိုကသာကိုယ့်ရဲ့အမုန်းတရားကိုလျှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေကိုသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မရောက်သေးတဲ့အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေးမှုတွေဖြစ်မနေပါနဲ့ပြစ္ဆုတ်ပန်တဲ့တဲ့မှားသားလည်းဘဝမှာတယောက်နဲ့တယောက်တန်တရာတဲ့အဆက်တွေမရှိခြင်းလောက်အောင်မုန်းနေကြပြီဆိုရင်သူ့ကိုလည်းပဲဘာမှတုံ့ပြန်စရာမလိုဘဲနဲ့ကိုယ်တန်တရားကိုအမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပစ္စုပန်တဲ့လှုပ်ဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လည်းဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဘလို့အမုန်းတရားတွေရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုန်းတရားကိုပစ္စုပန်အထိယူမလာပဲပစ္စုပန်မှာခွာချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပစ္စုပန်တဲ့မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထပ်တတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တော်တော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်း